စိန်ပန်းပြတာမဟုတ်ဘရောက်ပြကျွန်တော်တို့ငယ်စဉ်နဲ့ကျွန်တော်နေခဲ့တဲ့တော်ရှိအိမ်ကျွန်တော်ခြားတိတ်ပွားတဲ့ငယ်တော့သုံးဖြုံးခဲ့ရတယ်မရလားငယ်တော့ထိန်းချောင်းခဲ့တဲ့အမေကြီးလားအခုချစ်လေးဒီပဲဒီစားပဲငါမိတို့ကတော့ဒီရိုင်းလေးပဲဒါနောက်တစ်ခါသွားလိုက်မယ်ရရကျွန်တော်နေရချင်ဘာလို့ထိကျဲလဲမကျဲလဲဆိုကျွန်တော်ငယ်တော့အိမ်နာတွတ်တက်ပြီဆိုတော့လေဟိုးထိတ်ကနေပြီးပြေးဒီအောင်ပြေးရအိမ်နာတက်ပြေးရတယ်မှုံးနေအောင်ပြေးရတယ်ကျွန်တော်တို့မှာအိမ်နာအရင်တော့ဒီဘက်မှာ3လုံးတွဲရှိခုတော့ကျွန်တော်လည်းတခွဲတစ်ပြားမန်းလေးရောက်သွားတော့ဒီဘက်မှာမနေဖြစ်တော့အဲ့တော့ဝင်းမဆုံးသေးဘူးဟိုဘက်မှာဟိုတနေရာကျန်သေးရဟုတ်တယ်